push up မလုပ်နိုင်တဲ့အဓိကအကြောင်းရင်းကအားမရှိလို့မဟုတ်ပါဘူးစနစ်တကျမလုပ်တတ်သေးတာနဲ့ပုံစံလွဲနေလို့ပါဒီဗီဒီယိုပြီးတာနဲ့အရင်ကတခါမှ push up မထိုးဘူးတဲ့သူတွေပါအလွယ်တကူလိုက်လုပ်နိုင်သွားမှာပဲဖြစ်ပါတယ် push up ဆိုတာကွန်ပေါင်းလေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့အတွက်ရင်ဘတ်ပခုံးလက်မောင်းတွေမကပဲဘိုက်ခါးနဲ့တင်ပါအထိခန္ဓာကိုယ်တစ်ကိုယ်လုံးကကြွက်သားတွေကိုတပြိုင်နက်တည်းအလုပ်လုပ်စီတာပါဘာပစ္စည်းမှမလိုပဲအိမ်မာတင်ကိုယ့် body weight နဲ့ calories တွေကိုထိထိရောက်ရောက်လောင်ကျွမ်းစေနိုင်တဲ့အကောင်းဆုံးလေ့ကျင့်ခန်းလည်းဖြစ်ပါတယ်။ဒါဆိုအခြေခံပုံစံအမှန်ကနေစကြည့်လိုက်ရအောင်။ပထမဆုံးကျမ်းပြင်မှာမှောက်လိုက်ပါမယ်။လက်ဖွားနှစ်ဖက်ကိုရင်ဘတ်ဘေးနားမှာထားပြီးပခုံးထက်နည်းနည်းလေးပိုကျအောင်ထောက်ထားလိုက်ပါမယ်။ခြေထောက်ကိုတော့ပခုံးအကျယ်အတိုင်းပုံမှန်အတိုင်းလေးပဲခွာထားလိုက်ပါမယ်။ပြီးရင်တော့ခန္ဓာကိုယ်ကိုတွန်းတင်လိုက်မယ်။ဒီနေရာမှာအရေးကြီးဆုံးကခေါင်းကနေခြေဖနှောင်းအထိမြင်းဖြောင်းအတိုင်းတက်တက်မတ်မတ်ရှိနေရပါမယ်။တင်ပါထောင်ထွက်နေတာခါခွက်ကြနေတာမျိုးလုံးဝမဖြစ်ရပါဘူး။အဲ့အတိုင်းပဲအောက်ဆင်းတဲ့အခါလေကိုယူသွင်းမယ်ပြန်တက်လာရင်လေကိုယူထုတ်ရပါမယ်။တကယ်လို့ဒီအတိုင်းမလုပ်နိုင်သေးရင်စိတ်သက်မကြပါနဲ့။ဒူးထောက်ပြီးလုပ်လို့ရတဲ့ kneeling push up ကနေအဆင့်လိုက်လေ့ကျင့်သွားလို့ရပါတယ်။ဒူးထောက်ပြီး push up လုပ်တာကလည်းကိုယ့်အတွက်ခက်ခဲသလိုခံစားရတယ်ဆိုရင်အခုလိုပုံတစ်ခုဒါမှမဟုတ်အမြင့်တနေရာကိုလက်ထောက်ပြီးလုပ်လို့ရပါတယ်။ဒီလိုတစ်ပတ်3ရက်လောက်လေ့ကျင့်ရင်းနဲ့ push up မလုပ်နိုင်တဲ့သူတွေလည်းတလနေရင်လုပ်နိုင်သွားမှာပဲဖြစ်ပါတယ်။အခုလိုမျိုးနီးစနစ်ကြကြလေ့ကျင့်ခန်းလုပ်နည်းတွေကိုသိချင်နေဆိုရင်တော့ Power Play ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့အတွက်မမေ့ပါနဲ့နော်။